Hello အားလုံးကိုမင်္ဂလာပါ ATM ဆက်မှာ Touch ကိုဘန်ကောက်ကနေပတ်စံထုတ်ပြမှာဖြစ်ပါတယ်เนาะဘန်ကောက်ကိုဆက်ထဲကိုရင်ထည့်ပါမယ်ထည့်လိုက်တာနဲ့ language ပေါ်လာပါမယ်အင်္ဂလိပ်ကိုနှိပ်ပါတယ်အဲ့မှာကိုယ့်ရဲ့ PIN number ကိုယ့်ရဲ့ passport 6လုံးကိုကိုကနှိပ်လိုက်ရပါမယ်เนาะ passport နှိပ်ပြီးသွားလို့ရှိရင် cash withdraw ပေါ်လာပါမယ်ပေါ်လာပြီး credit card ကိုနှိပ်ပါမယ် order amount မှာကျွန်မ20အရင်ထုတ်ပြထားပါတယ်ပေါ့နော်ဒါပေမဲ့20ကတော့ထုတ်လို့မရပါဘူးဒီကတ်နဲ့ပတ်စံအနည်းဆုံး90တော့ထုတ်ရပါမယ်နော်90အဲ့မှာပဲသူတို့ထုတ်ပေးမှာပါโอเคနေပါမယ်90နေပြီးသွားရင်အမှ project တွားနေပါပြီနော်ဒီနေ့ဗီဒီယိုကတိတ်မပြည့်စုံဘူးပေါ့ဒါပေမဲ့ကတ်ထည့်တဲ့ဟာလေးတစ်ခုပဲမပြည့်စုံပါဘူးကျွန်တော်အားလုံးပြည့်စုံပြီဒီနေ့မျိုးတောင်းဗီဒီယိုရိုက်ခိုင်းလိုက်တာသူပတ်စံထုတ်ပြီးတဲ့အချိန်နဲ့ကွက်တီဖြစ်သွားလို့အားနဲ့ဆက်အမှပေါ်လာမယ်အတန်လာတာနဲ့သူကပတ်စံထုတ်လာပါပြီနော်ထွက်လာပါပြီဒီနေ့ receipt ကိုရဘန်ကပ်ကိုထုတ်လိုက်ပါမယ်နော်အားလုံးပဲအဆင်ပြေကြမယ်လို့ပြောပါတယ်ကျေးဇူးတင်တယ်အားလုံးကို bye bye